စီရီယာတင်လည်းပြန်တွဲလာတယ်အဲဟာရီရီမာကစားမရီရောမကြော်ဘူးများအထူးပိုင်းလည်းပြန်တွဲလာတယ်ဂျာရာတီရဲ့များမာတင်ပဲတယောက်ထက်ကြော်လာတယ်ပြစ်ဒဏ်ပေါ်တတ်မှတ်ပေးလာတယ်များစီရီယာတင်ရဲ့ခံစစ်ကအဒူလာအဝတ်ဒီချိန်မှာတော့မာတင်ရဲ့တိုက်စစ်ပုံဟန်တာဖို့စ조사မှာတော့အတော်လေးချမ်းခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဖိလက်တန်ကတော့ဇာဘုံချမ်းခဲ့တဲ့အဒူလာအဝတ်ကိုတော့ဝါကပြပြီးတော့သတိပေးလာခဲ့ဖြစ်ပါတယ်မာတင်ရဲ့ကစားသမားညီတန်းတိုက်စစ်ကိုအလင်းပြန်ပြန်ဆဖို့စ조사မှာတော့အဝတ်ဟန်တာပုံချမ်းခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပထမဆုံးဝါကပြကိုတော့အဒူလာအဝတ်သက်သာခြင်းတော့ခံခဲ့ရပြီဖြစ်ပါတယ်ကိုရင်းကြီးလက်ရှိချိန်မှာလည်းမြန်မာအသင်းနောက်ထပ်အမြင်ပေါ်အခွင့်အရေးတစ်ခုကိုတော့ရရှိခဲ့ပြီဖြစ်ပါတယ်ပထမဦးဆောင်ကိုရရှိခဲ့တဲ့ပုံစံလိုမျိုးဒီချိန်မှာလည်းမြန်မာအသင်းဒီခွင့်ရေးကိုထပ်ပြီးတော့အသုံးချသွားနိုင်မလားစောင့်ကြည့်ရမယ်များဟုတ်ပါတယ်ကိုကျန်ဆိုရင်ဦးဆောင်ကိုရရှိခဲ့တဲ့အခိုက်အတန့်ပုံစံမျိုးကိုပဲမြန်မာအသင်းဒီချိန်မှာလည်းပြည်တော်ကန်ခွင့်ရခဲ့တယ်ဖြစ်ပါတယ်လက်ရှိရရှိလာတဲ့ပြည်တော်ကနေတစ်ဆင့်မြန်မာအသင်းနောက်ထပ်ဦးဆောင်ကိုတွင်းယူနိုင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်စောပိုင်းကမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေရတော့မြန်မာပြည်သက်တွေဟာပုံမလေးတာရလက်မျိုးလိုချင်နေတဲ့အနေအထားမှာတော့ရှိနေကြရဖြစ်ပါတယ်ဒါကြောင့်မလို့ရရှိလာတဲ့အခွင့်အရေးကိုမြန်မာယူဆကွန်စားသမားတွေကောင်းဆုံးတုံ့ချနိုင်မလားစောင့်ကြည့်ရမယ်များလက်ရှိမြန်မာအသင်းပြိုင်ပွဲဖြစ်ရင်ဆိုင်ကစားနေရတဲ့စီးရီးယားအသင်းကလည်းဒီပြိုင်ပွဲမှာ6ကြိမ်ထိခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းဖြစ်လို့မြန်မာအသင်းရှော့တက်ပြီးတော့ကစားရင်တော့အနည်းငယ်ပေးဆက်မှာဖြစ်တာကြောင့်မြန်မာအသင်းလည်းသတိကြီးကြီးထားပြီးတော့ကစားဖို့တော့လိုအပ်နေကြတာဖြစ်ပါတယ်ဒီချိန်ရရှိတဲ့အခွင့်အရေးကိုမြန်မာအသင်းအကောင်းဆုံးတုံ့ချသွားနိုင်မလားစောင့်ကြည့်ရမယ်များရရှိလာတဲ့ပြည်တော်ကလည်းကိုရီးယားတိုင်းကန်နေလို့ရတဲ့အနေအထားမျိုးမှာရှိနေခဲ့သလိုအသင်းပေါ်တွေကိုဖန်တီးပေးဖို့ရတဲ့အနေအထားမှာလည်းရှိနေခဲ့ရလည်းဖြစ်ပါတယ်ပြည်တော်တိုင်းကန်ရတယ်ချိန်မှာရရှိလာတဲ့အခွင့်အရေးကိုတော့အခုပေါက်ထဲကိုတိုက်ရိုက်အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်စီရီယာတင်းရဲ့ကိုသမားအာဆက်ဟာဆန်ဒီချိန်မှာလည်းမြန်မာတင်းရဲ့ကန်ချက်ကိုတော့ကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာဥဆောင်ကိုသင်ပေးထားခဲ့တဲ့ညီညီသက်ဒီချိန်မှာလည်းတိုက်ရိုက်အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်မာတင်ပဲဘယ်ချမ်းမှာပဲရှုပ်ပေးထားတယ်ချိန်မှာလည်းပြန်မတင်ခန့်စင်းနေပဲညှိတယ်များမာတင်တောက်ကံပေါ်ထပ်ပြီးတော့ကန်ဝင်ရအောင်ပါလေဖြစ်ပါတယ်ဒီကလေးရှေ့ပိုင်းချစ်စစ်ပွဲ၃ပွဲမှာအခုလိုတောက်ကံပေါ်အခွင့်အရေးတွေကနေသွင်းကိုတွေတင်ယူပြထားတဲ့မြန်မာအသင်းဒီခွင့်ရေးကိုဘယ်လိုအကောင်းဆုံးအသုံးချမလဲစောင့်ကြည့်ရမယ်ဗျာရရှိလာတဲ့တောက်ကံပေါ်တော့တင်းကောင်းဆောင်အောင်ဒီကကံမှာဖြစ်တယ်များအောင်ဒီကတော့ကန်နေထားတယ်ခေါ်တိုင်းပဲဒီချိန်မှာလည်းအောင်တီဟာရဲ့ပေးပို့မှုကနေခံစစ်ကမျိုးခန့်ကျော်ခေါင်းတိုက်အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်သူတို့နှစ်ဦးရဲ့အချိတ်ဆက်ကိုတော့ရှေ့ရ၃ပွဲမှာလည်းအတော်လေးကျွန်တော်တို့မြန်မာပြည်သက်တွေတောက်လျှောက်အမြင်တွေ့ထားခဲ့ရတာဖြစ်ပြီးတော့ဒီချိန်မှာလည်းအောင်တီဟာရဲ့တကယ်ကိုကောင်းမွန်တဲ့ပေးပို့မှုကနေမျိုးခန့်ကျော်အပိုင်ခေါင်းတိုက်အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်လက်ရှိပွဲကစားခြင်းကတော့24မိနစ်ကိုကျော်လွန်လာခဲ့လည်းဖြစ်ပါတယ်လက်ရှိချိန်ကြီးတော့တစ်ဖက်နဲ့တစ်ခွက်တကိုးစီတွင်းယူထားပြီးတော့တရေရလည်းထွက်ပေါ်ထားခဲ့ရလည်းဖြစ်ပါတယ်စီရီယာတင်ပဲပြန်ရတာလေမြလင်မာပဲကွင်းလည်းပဲတောက်လျှော့ဆွဲတက်လာတယ်ဘယ်ကြောင့်ထပ်ပြီးတော့ပေးလာတယ်အဲဟာရီရီပြည်တော်တတ်မှပေးလာပြန်တယ်မြချိန်မှာမာတင်ရဲ့ကစားသမားဝင်းစော်ပြန်ပဲကစားသမားကိုဟန်တာဖို့ကြမ်းခဲ့တယ်ဆိုပြီးတော့ပြင်းထန်ကတော့ပြည်တော်တတ်မှပေးလာခဲ့တာဖြစ်ပါတယ်မာတင်ရဲ့ကိုသမားထပ်ဝေရန်ဖြစ်ပါတယ်ပြည်တော်ကံမဲ့နေရာမှာတော့အဲဟာရီရီရှိနေတယ်များ
ဒါရဲ့အဆုံးသတ်မလားအသင်းဘော်တွေကိုပံ့ပိုးပေးမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်မြန်မာအသင်းတို့တော့အနေငယ်အန်နေများတဲ့အချိန်တွေလို့ပဲဆိုရမှာဗျာARV တိုက်ကန်လာတယ်ဒါပေမဲ့ ARV ရဲ့အဆုံးသတ်ခံချက်ကတော့ဂိုးပေါင်းနဲ့ထည့်မဲ့ခဲ့ခြင်းတော့မရှိခဲ့ဘူးဗျာစီရီယာတင်းနေလေဒီနေ့မှာမြန်မာအသင်းရဲ့ပြည်သက်တွေရဲ့အားပေးမှုကြောင့်တကယ်ကိုပဲဒီမှာရဲ့ PR တခုကိုရင်ဆိုင်နေရတဲ့အနေအထားလည်းဖြစ်တယ်အများဒါကြောင့်မလို့စီရီယာတင်းနေဒီနေ့ပွဲစဉ်မှာ PR ကိုရင်ဆိုင်ပြီးတော့ဘယ်လိုရလဒ်မျိုးထပ်ပေါ်အောင်ဆက်ဆောင်သွားနိုင်မလဲကျွန်တော်တို့စောင့်ကြည့်ရမယ်အများလက်ရှိချိန်မှာတော့မြန်မာအသင်းလက်ပြပေါ်မျှခွင့်ရမယ်အများလက်ရှိဒီရလက်ရခြေစစ်ပွဲအောင်မြင်မဲ့အခွင့်အရေးကမြန်မာအသင်းရဲ့လက်ထဲမှာပဲရှိနေတော့မယ်လို့ဆိုရမှာဖြစ်ပါတယ်စီရီယာတင်ပဲလည်းပြန်ထွေးလာတယ်တောက်လျှောက်ဆွဲတက်လာတယ်စီရီယာတင်ပဲဒီချိန်မှာမြန်မာအသင်းရဲ့ကစားသမားတွေပြန်ပြီးတော့တားဆီးထားခဲ့တာဖြစ်ပါတယ်လေကိုပြန်ပေးထားတယ်အန်ထူပိုင်းခန်းစစ်ကိုပဲပြန်ထွေးထားတယ်ဗျမြန်မာအသင်းပဲညာကြောင်လိုက်တင်ပေးထားတယ်လင်းရောက်အယူမှာတော့ပြန်ပြက်တယ်ဗျARV ဘယ်ချမ်းနေပဲတောက်လျှောက်ဆွဲတက်လာတယ်မာတင်ရဲ့ခန်းစစ်ကမြင့်မြတ်ကိုပြန်ပြီးတော့အရှင်းလုပ်ထားခဲ့တာဖြစ်ပါတယ်စီရီယာတင်မဲ့တော်လေးအနေများတဲ့အချိန်တစ်ခုကိုတော့မြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်မာတင်ခန့်စစ်ကအနေငယ်နားလည်မှုလွှဲခဲ့တဲ့ပုံရိပ်တစ်ခုကနေပဲဒီခွင့်ရေးကိုစီရီယာတင်အသုံးချဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်။ကိုရင်းစီရေမာတင်ကစားသမားတွေကြားထဲကနားလည်မှုလွှဲခဲ့တဲ့အချိန်တစ်ခုကနေစီရီယာတင်အတွက်တကယ်ကိုအခွင့်အရေးကောင်းတစ်ခုရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုသမားထပ်ဝေရန်တကယ်ကိုအနာခံပြီးတော့အကောင်းဆုံးပြန်လည်ပြီးတော့ကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဘဘရဲ့ကွန်ဂျန်ဆိုရင်လက်ရှိမှာပဲစီရီယာတင်မပြန်ရလာတယ်။မြန်မာတင်ခန်းစစ်ကိုမကြော်သေးဘူးမြတ်စီရီယာတင်အရှင်မာရိုကွင်းနဲ့တိုင်ကကစားမုံချမ်းခဲ့တဲ့မြန်မာတင်ရဲ့ခန်းစစ်ကစားမမြင့်မြတ်ခုကိုတော့ဟိုကက်ပြပြီးတော့သတိပေးလိုက်ပြီးဖြစ်ပါတယ်ဒီဝါကက်ကမြန်မာတင်ကျတော့ပထမဆုံးဝါကက်လည်းဖြစ်တယ်များဦးဆောင်ကိုရပြီးတဲ့နောက်ပိုင်းစီရီယာတင်ပွဲကိုပြန်ပြီးတော့ဖိအားပေးဖို့အတွက်ကြိုးစားနေကြတာဖြစ်ပါတယ်အထူးသဖြင့်သူတို့ရဲ့ဘယ်ချန်တိုက်စစ်က ARV ဒီနေ့ပွဲစဉ်မှာတော့အကောင်းဆုံးပုံစံတစ်ခုမှာတော့ရှိနေကြတာဖြစ်ပါတယ်မြန်မာအသင်းနဲ့လည်းဦးဆောင်ကိုရရှိပြီးတဲ့နောက်မှာတော့မလိုအပ်တဲ့အမှားတချို့ပြုလုပ်နေခဲ့ရအောင်လည်းကျွန်တော်တို့မြင်နေထားခဲ့ရလည်းဖြစ်ပါတယ်ရရှိလာတဲ့ပြည်တယ်မော်တော့အမိုစတာဖာကန်နေမှာဖြစ်ပါတယ်အမိုစတာဖာကန်နေထားတယ်မြန်မာတင်ခန်းစစ်ကပဲရှင်းထုတ်ထားတာဖြစ်ပါတယ်အခုဆိုတော့မြန်မာတင်နဲ့ရသေးတယ်များမြန်မာတင်ကြောက်ကိုကြိုးစားတယ်ဒါမှလည်းစီရီယာတင်ခန်းစစ်ကချိန်ပြီးလိုက်လည်ပြီးတော့ရှင်းထုတ်ထားနိုင်ခဲ့ဖြစ်ပါတယ်ကျွန်တော်အောင်ဒီယာပဲရှင်းဝဲကနေထားတယ်ရင်နေအောင်ဒီချိန်မှာပပနဲ့ပဲလက်ပြပေါ်ရောက်ထားခဲ့ဖြစ်ပါတယ်ညီတန်းပဲရင်အောင်နဲ့တွဲထားတယ်ဘောလုံးပြန်ပြတ်ပြီးတော့စီရီယာတင်ပြန်ရတော့တာဖြစ်ပါတယ်စီရီယာတင်မလင်းနေပဲတိုက်စစ်ကိုစလာတယ်ကိုဟင်းစီရီယာတင်ရဲ့တကယ်ကိုလှင်မြန်ပြီးတော့တွက်လက်လာတဲ့တံပြန်တိုက်စစ်တွေကိုတော့ကျွန်တော်တို့မြန်မာအသင်းသတိထားဖို့တော့လိုအပ်နေကြတာဖြစ်ပါတယ်။ဘဘရဲ့ကွန်ဂျန်ဆိုရင်မြန်မာအသင်းရဲ့ရဲစဖိအားပေးမှုတွေတော့စီရီယာတင်နေတဲ့တံပြန်တိုက်စစ်တစ်ပွဲပုံပေါ်ထားခဲ့ရလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့သူရဲ့တံပြန်တိုက်စစ်ကိုတော့မြန်မာအသင်းဒီနေ့ပွဲစဉ်မှာအတော်လေးသတိထားပြီးတော့ထင်းချုပ်ဖို့လိုအပ်နေကြရလည်းဖြစ်ပါတယ်။ဦးဇွန်တော့ကောင်းခွန်တိုက်တယ်စီရီယာတင်ကပဲရသေးတယ်များအဂျက်ဆန်ပဲစီရီယာတင်ခြေထဲမှာပဲရှိသေးတယ်များအီမိုစတာဖာတော့ဆွဲတက်လာအီမိုစတာဖာတွေ့ရတယ်များအချရီဒီချိန်မှာမလို့သေးဘူးများဒီချိန်မှာမြန်မာတင်ကဘလုံးပြန်ရသွားတယ်ကွယ်လက်တိုင်ဒီရှင်းနေမှာလဲပြည်တယ်မော်တက်မှတ်ပေးထားခြင်းတော့မရှိဘူးများပွဲကိုတော့ဆက်ပြီးတော့သူ့အနေနဲ့အရှင်ပြန်ကစားထားစေခဲ့တာဖြစ်ပါတယ်စီရီယာတင်ပဲလည်းဖြတ်ချိုးပေးထားတယ်မာတင်ရဲ့ခံစင်းနဲ့ထိပြီးတော့ဘောလုံးကတော့ကိုသမာထပ်ဝင်ရန်စီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်